48နာရီအတွင်းမှာကစားသမား9ယောက်တောင်မှခေါ်ခဲ့တယ်ခေါ်ယူရတဲ့အချိန်ကလည်း transfer deadline day ရဲ့2ရက်အလိုပေါ့ဗျာHello Modern Football ကနေကြိုးဆိုပါရစေကျွန်တော်အခုပြောမယ့်အကြောင်းအရာကတော့2011ခုနှစ်မှာအာဆင်နယ်ဂန်နဝေနီးပြကြီးအာဆင်ဝင်းကားက48နာရီအတွင်းမှာကစားသမား9ယောက်တောင်ခေါ်ယူခဲ့တဲ့ကိစ္စကိုပြောမှာဖြစ်ပါတယ်အာဆင်ဝင်းကားက48နာရီအတွင်းမှာကစားသမား9ယောက်ကိုဘာဖြစ်လို့ခေါ်ခဲ့တာလဲအဲ့တော့2011ခုနှစ်နွေရာသီမှာအာဆင်နယ်ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Fabregas ရယ် Nasri ရယ် Clichy ရယ်ကအသင်းပြောင်းသွားတယ် Fabregas ကဘာစီလိုနာကိုပြောင်းသွားတယ် Nasri နဲ့ Clichy ကကြတော့ Man City အသင်းကိုပြောင်းသွားခဲ့တယ်အဲ့ချိန်မှာအဓိကကစားသမားတွေလက်လွတ်လိုက်ရတယ်အဲ့နေရာတွေကိုစောစောစီမဖြည့်တင်းခဲ့ဘူးပေါ့နော်အာဆင်ဝင်းကားလက်ထက်ရဲ့ဒီနောက်ပိုင်းကာလတွေလို့ပြောရမလားဟင်ရီတို့ဘီယဲရော်တို့ထွက်သွားတဲ့နောက်ပိုင်းကာလတွေခုနပြောလို့ဆက်ဖာရီကတ်တို့ဘာလို့လဲထွက်သွားတယ်အဲ့ကာလတွေမှာကအာဆင်နယ်ရဲ့ဒီကစားသမားအပြောင်းရှိဈေးကွက်ကဘယ်လိုဖြစ်နေလဲဆိုတော့ဟိုပြောရင်ဗျာလို့အရက်စကားနဲ့ပြောရရင်ကက်စီကုတ်တယ်ပေါ့ဗျာကက်စီကုတ်တဲ့အနေထားတွေရှိခဲ့တယ်အဲ့ချိန်တုန်းကဆိုရင်အာဆင်နယ်ကစီးပွားရေးလုပ်နေတဲ့အသင်းဆိုပြီးတော့လည်းအဲ့လိုမျိုးဝေဖန်ကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူငယ်ကစားသမားတွေကိုခေါ်တယ်မြေတောင်မြောက်တယ်ခြေစွမ်းကောင်းလာပြီဆိုရင်ရောင်းထုတ်တယ်ဆိုတဲ့အနေထားတွေဖြစ်ခဲ့တဲ့ကာလပေါ့ဗျာအဲ့ချိန်မှာခုနကျွန်တော်ပြောသလိုအဓိကကစားသမားတွေထွက်သွားတဲ့အချိန်မှာလည်းတကယ်လုံလောက်တဲ့ကစားသမားခေါ်ယူမှုတွေမလုပ်ခဲ့ဘူး Fabregas ရဲ့နေရာကိုဖြည့်တင်းတဲ့ကစားသမားမရှိခဲ့ဘူးအဲ့လို Clichy တို့ထားပါတော့အဲ့လိုမျိုးဒီ Nasri တို့နေရာကြီးလည်းမဖြည့်တင်းခဲ့ဘူးပေါ့ဗျာဒါကတော့ယာဒီဂျိုမှာသူတို့တွေတေချာပြင်ဆင်ပြီးခေါ်ယူမှုတွေမလုပ်ခဲ့ဘူးနောက်တစ်ခုကျွန်တော်တို့မသိနိုင်တဲ့အကြောင်းအရာကတော့သူတို့ခေါ်ယူဖို့လုပ်ခဲ့တယ်ဒါပေမဲ့မအောင်မြင်ခဲ့ရတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့ deadline လေးမပိတ်ခင်မှာအခုဆိုရင် deadline လေးမပိတ်သေးဘူးပွဲတွေကန်းနေတယ်အခုလာမယ့်ပတ်မှာဆိုလဲ Premier League ပွဲတွေရှိတယ်ဒါပေမဲ့ deadline လေးကမပိတ်သေးဘူးအားလုံးညှိနှိုင်းနေတော့ခေါ်ယူလို့ရနေတော့ကာလတွေဖြစ်တယ်ပေါ့ဗျာအဲ့အချိန်မှာ Arsenal ရဲ့ယာဒီအစားကလည်းခြေစွမ်းမလှခဲ့ဘူးအဲ့တော့ဘယ်လိုလဲဆိုတော့ကျွန်တော်နျူကာဆယ်ကိုဇီးတရေကြခဲ့တယ်လီဗာပူးကို0-2နဲ့ရှုံးခဲ့တယ်ပြီးတော့အဆိုးဆုံးကတော့မန်ချက်စတာယူနိုက်တက်ကို8-2နဲ့ရှုံးခဲ့တဲ့ပွဲဖြစ်တယ်ပေါ့ဗျာ၃ပွဲလုံးမှာလည်းအာဆင်နယ်ကအနီးကပ်ရခဲ့တယ်အဲ့တော့မန်ချက်စတာယူနိုက်တက်ကို8-2နဲ့ရှုံးပြီးတော့2ရက်အကြာမှလားမသိဘူး transfer deadline တွေကမပိတ်သေးဘူးအဲ့မပိတ်သေးတဲ့ကာလမှာကစားသမား9ယောက်ကိုခေါ်ခဲ့တယ်48နာရီအတွင်းမှာကစားသမား9ယောက်ကိုခေါ်ခဲ့တယ်26တန်းပေါင်26တန်းကိုတုံးပြီးတော့တောင်ခေါ်ယူခဲ့တယ်ပေါ့နော်အဲ့တော့26တန်းဆိုတာဟိုအရန်လဲများတဲ့ပမာဏတော့မဟုတ်ဘူးဒါပေမဲ့အရန်လဲမနေဘူးအဲ့တော့48နာရီအတွင်းမှာကစားသမား9ယောက်တောင်မှခေါ်ခဲ့တယ်ခေါ်ယူရတဲ့အချိန်ကလည်း transfer deadline day ရဲ့2ရက်အလိုပေါ့ဗျာ2ရက်အလိုလောက်မှာခေါ်ခဲ့တယ်အဲ့တော့ခေါ်ယူခဲ့တဲ့ကစားသမားတွေကဘယ်သူတွေလဲဆိုရင်ကျွန်တော်နောက်ခံကစားသမားမာတီဆက်ကာကိုကြတော့ဝါဒါဘီရင်အသင်းကနေပြီးတော့ပေါင်8တန်းနဲ့ခေါ်ခဲ့တယ်ပြီးတော့အခုလက်ရှိအာဆင်နယ်ကိုနီးပြနေတဲ့မီခေးအာဒီတာကိုအေဗာတန်အသင်းကနေပေါင်10တန်းနဲ့ခေါ်ခဲ့တယ်နောက်တစ်ယောက်ကကြတော့နောက်ခံကစားသမားဘယ်နောက်ခံကစားသမားခုနကကျွန်တော်ပြောခဲ့တဲ့ကလစ်ချီရဲ့နေရာပေါ့ဗျာအဲ့တော့ကလစ်ချီရဲ့နေရာကိုကြတော့အန်ဒရီဆန်ဒိုကိုဖီနာဘာဂျီအသင်းကနေပြီးတော့ပေါင်6.2တန်းနဲ့ခေါ်ယူခဲ့တယ်နောက်တစ်ယောက်ကကြတော့ကွင်းလင်ခုနကကျွန်တော်ပြောရဲ့ဖာရီကက်ရဲ့နေရာပေါ့ဘီနာယောင်အနေနဲ့ကတော့သူကကွင်းလင်တိုက်စစ်ပေါ့ဗျာဝက်ဆမ်မှာတော်တော်လေးခြေသွမ်းပြခဲ့တယ်လီဗာပူးကိုရောက်တယ်လီဗာပူးကနေပြီးတော့ချယ်ဆီကိုရောက်တယ်အဲ့တော့အာဆင်နယ်ကချယ်ဆီကနေပြီးတော့အငားနဲ့ခေါ်ယူခဲ့တယ်ဘီနာယောင်ကိုနောက်တစ်ယောက်ကကြတော့ကျွန်တော်တို့ဒီတိုက်စစ်ပေါ့တိုက်စစ်ကကြတော့ကိုရီးယားကစားသမားပက်ချောင်ယောင်ကိုခေါ်ခဲ့တယ်မူနာကိုအသင်းကနေပြီးတော့ပေါင်ဒသမ8တန်းနဲ့ခေါ်ယူခဲ့တယ်အဲ့တော့ဒီ transfer deadline ဒီမှာအာဆင်ဝင်းကခေါ်ခဲ့တဲ့ဒီအဲ့ဒါကတကယ်ဟိုဘယ်လိုပြောမလဲနာမည်ကြီးခဲ့တယ်အားလုံးကလည်းအဲ့လိုဟိုပန်းနစ်ဘိုင်းကြီးတို့ဘာတို့တွေအဲ့လိုအလော်တကြီးခေါ်ယူခဲ့တယ်လို့ဘာလို့ဆိုပြီးတော့အဲ့လိုသမုတ်ကြတယ်ဗျာဟိုပန်းနစ်ဘိုင်းကြီးအနေနဲ့အရေးတကြီးခေါ်ယူမှုအလော်တကြီးခေါ်ယူမှုအဖြစ်အားလုံးကဟိုတတ်မှတ်ကြတယ်အခုလက်ရှိအချိန်အထိလည်းဒီ transfer ကတော်တော်လေးဟိုနာမည်ကြီးနေသေးတယ်ပေါ့ဗျာအဲ့တော့အာဆင်ဝင်းကတော့သူ့အနေနဲ့ကဒါပန်းနစ်ဘိုင်းကြီးလည်းမဟုတ်ဘူးနောက်တစ်ချက်ကဒီမန်ချက်စတာယူနိုက်တက်ကို8-2နဲ့ရှုံးလို့ဒီလိုအရေးပေါ်ခေါ်ရတာလို့မဟုတ်ဘူးလို့တော့သူကပြောတယ်အဲ့တော့သူ့ရဲ့အကြောင်းပြချက်ကတော့ဘာလဲဆိုတော့ကျွန်တော်ဂျက်ဝီရှိုင်းယားကဒဏ်ရာရခဲ့တယ်ပြီးတော့နောက်ခံကစားသမားသောမတ်စ်ဘာမလန်ကလည်းဒဏ်ရာရပြီးခွဲစိတ်မှုပြုလုပ်ရမယ်ပြီးတော့ကီရီယန်ဂစ်အနေနဲ့ကလည်းတရားလီလုံးနားရမယ်ဆိုတဲ့ဟာမျိုးတွေကြုံခဲ့တယ်ပြီးတော့အဓိကကစားသမား3ယောက်ကလည်းထွက်ခွာသွားတယ်အဲ့လိုမျိုးအခြေအနေတွေကြောင့်လို့တော့သူကအကြောင်းပြချက်ပေးတယ်ပေါ့ဗျာမန်ချက်စတာယူနိုက်တက်ကို8-2နဲ့ရှုံးလို့ဒီလိုအရေးပေါ်ခေါ်ရတော့မဟုတ်ဘူးလို့တော့ပြောခဲ့တယ်ဘာဖြစ်လဲအဲ့လိုဆိုလဲစောစီးခေါ်ပေါ့ဗျာသိရမလားစောစီးခေါ်ခဲ့ရမှာစောစီးဖြည့်တင်းမှုတွေလုပ်ခဲ့ရမှာဒါပေမဲ့ခုနကပြောသလိုသူဒဏ်ရာရတဲ့ကစားသမားတွေမရှိခဲ့ဘူးဆိုရင်တော့သူ့အနေနဲ့လုံလောက်တယ်လို့သတ်မှတ်လို့လည်းမခေါ်ခဲ့တာဖြစ်မှာပေါ့အဲ့ချိန်မှာသူတို့ဒီ transfer deadline တွေရဲ့ဒီနောက်ဆုံးနေ့ရက်တွေမှာ48နာရီတွင်းကစားသမား9ယောက်တော့မှခေါ်ခဲ့တယ်အဲ့တော့သူခေါ်ခဲ့တဲ့9ယောက်ထဲမှာကတော့ဒီကျွန်တော်မီခေးအာဒီတာနဲ့မာဒီဆက်ကာကတော့
လုံလောက်ခြေစွမ်းပြခဲ့တယ်လေပြောလို့ရတယ်ပြီးတော့ဘီနာယောင်ပေါ့ဘီနာယောင်ကတော့ပြောရရင်ဒီကောင်ကအတင်းတိုင်းမှာတော့သူကပုံမှန်ခြေစွမ်းတော့အမြဲပြတဲ့ကစားသမားဖြစ်တယ်ဒီကွင်းလယ်တိုက်စစ်ကစားသမား Israel ကစားသမားကျွန်တော်တော်တော်ကြိုက်တဲ့ကစားသမားဗျာလီဗာပူးကရောင်းလိုက်တာတော့မှကျွန်တော်နှမျောတယ်ဗျာဘီနာယောင်ကတော့သူကပုံမှန်တော့အတင်းတိုင်းလိုမှာပုံမှန်ခြေစွမ်းပြတယ်အဲ့တော့မာတီဆက်ကာတို့ဒီမီခေအဒီတာတို့ကတော့နောက်ပိုင်းမှာအာရှင်နယ်အသင်းကောင်းဆောင်အနေနဲ့တောင်ဖြစ်လာခဲ့တယ်အခုဆိုရင်မီခေအဒီတာကနီးပြတောင်ဖြစ်နေတယ်ဗျာအဲ့တော့ဒီကစားသမား၃ယောက်ကတော့အကျိုးရှိခဲ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့လိုပက်ချောင်ယောင်တို့ဒီအန်ဒရီဆန်တိုတို့ကတော့နောက်ပိုင်းဘယ်ချောင်ရောက်လို့ရောက်သွားမှန်းတော့မသိရဘူးပေါ့ဗျာအဲ့တော့မာတီဆက်ကာကိုယ်တိုင်ကလည်းအင်တာဗျူးတစ်ခုမှာဆိုရင်ဒီသူကပေါ့ဒီသူ့အနေနဲ့ကဒီပန်းနစ်ပိုင်းဖြစ်ခဲ့တယ်ပေါ့ဗျာအရှုံးဖောက်ပြီးတော့ပြောရလေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်သူ့အနေနဲ့ကဒီချက်ချင်းဆိုသလိုရက်ပိုင်းအတွင်းကိုဆေးဆေးမှုတွေပြုလုပ်ပြီးတော့မှအာဆင်နယ်ကိုရောက်သွားတယ်ပေါ့ဗျာသူလည်းမျောလင့်ထားခြင်းမှာထားမယ်ဆိုတဲ့ဟာမျိုးတွေအဲ့လိုအင်တာဗျူးတစ်ခုမှာပြောခဲ့တယ်အဲ့တော့ဒီလိုပြောချင်မျိုးကလည်းအခုဆိုရင်2011ဆိုတော့တော်တော်လေးလည်းကြာခဲ့ပြီ15နှစ်လောက်ရှိနေပြီဗျာဒီလိုပြောချင်မျိုးကလည်းဖြစ်ကောင်းတော့ဖြစ်လာနိုင်စရာအကြောင်းတော့မရှိဘူးအာဆင်ဝင်းကမလို့သာလောက်တာအာဆင်ဝင်းကလည်းအဲ့လိုမျိုးလောက်တတ်တယ်ပြီးရင်သူ့အပြောင်းရွှေ့မှာဆိုနာမည်ကြီးခဲ့တာတခုရှိရဆိုရင်ကျွန်တော်တို့လီဗာပူးကစားသမားလူးဝစ်ဆာရက်ကိုပထမပေါင်တန်း40နဲ့ကန်လန်းတဲ့အချိန်မှာလီဗာပူးကပယ်ချရပေါ့ဗျာသူတို့ကစားသမားအဲ့ထက်ပိုးတန်တယ်အဲ့ထက်ပိုးပေးရင်တော့စဉ်းစားမယ်ဆိုတော့သူကဖားလဲဆိုတပေါင်ပေးခဲ့တယ်တပေါင်ဆိုတာ40တန်းမဟုတ်ဘူးနော်တပေါင်လုံးဝအဲ့လိုစတာလင်ပေါင်တပေါင်အဲ့လိုမျိုးတပေါင်ပဲပို့ပေးခဲ့တယ်ဆိုတဲ့ဟာမျိုးပို့ပေးပြီးတော့မှကန်လန်းခဲ့ရွဲ့တယ်ပေါ့ဗျာအဲ့တော့အဲ့ဒီနောက်ပိုင်းမှာအဲ့လိုအာဆင်နယ်နဲ့လီဗာပူးရဲ့အပြောင်းရွှေ့ရာတိတ်မရှိတဲ့လောက်တော့မှဖြစ်သွားတယ်ပေါ့ဗျာဟိုကောင်တော့ရှိခဲ့တယ်ဗျာ outlet ချိန်ပါလင်ကတော့ချိန်ပါလင်ကျွန်တော်မမှတ်မိတော့ဝယ်လိုက်တာလားfree transfer လားမသိဘူးကျွန်တော်မေ့သွားပြီအဲ့တော့ပြောချင်တာအဲ့နောက်ပိုင်းမှာတင်းမာသွားတယ်ဗျာလီဗာပူးနဲ့အာဆင်နယ်ရဲ့ဆက်ဆံရေးอ่ะပေါ့ဟုတ်တယ်လီဗာပူးကပို့ပြီးသူကလက်ခံမယ်ဆိုတော့လူးဝစ်ဆော်ရက်ကို40နဲ့မှတပေါင်ပေးခဲ့တယ်ပေါ့ဗျာအဲ့လိုမျိုးအထိလုပ်ခဲ့တယ်အာဆင်ဝင်းကလည်းဒုက္ခဒုက္ခမှာတော့နာမည်လည်းကြီးခဲ့ပါတယ်အဲ့လိုခုနပြောတဲ့အဲ့လိုမျိုးကိစ္စတွေကလည်းအာဆင်နယ်ကလုပ်ခဲ့တယ်ပြောရရင်ခုနရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲကက်စီကုတ်တယ်နှက်ချီးကြတယ်ပဲပြောရမလားဗျာအဲ့လိုကစားသမားတွေကိုလူငယ်ကစားသမားတွေရောင်းလာတွေအဲ့လိုမြေတော်မြောက်ပြီးတဲ့ရောင်းနေဆိုတဲ့ကာလာတွေလည်းရှိခဲ့ဘူးတယ်ပေါ့ဗျာဒါပေမဲ့လက်ရှိအခြေအနေမှာတော့အာဆင်နယ်ရဲ့အခြေအနေကလုံးဝကွာခြားသွားပြီလက်ရှိ2026-2029ရာသီမှာဆိုရင်လည်းတကယ်ကိုအင်အားတောင့်တင်းတဲ့အသင်းဖြစ်နေပြီအခုဆိုရင်ကွန်ဆာကိုလည်းခေါ်ထားတယ်တပည့်တို့အားနေတာကဆိုရင်ဒီဘေတောင်မန်ပေါ့ဗျာဘေတောင်မန်တော့မှဒါဗီနီရှီယက်စ်ကိုခေါ်မယ်ဆိုတဲ့အနေအထားတွေထိဖြစ်ခဲ့တယ်ဗျာသူတို့ကမခေါ်နိုင်တာမို့ခေါ်နိုင်တယ်ကစားသမားမလာလို့ပဲမခေါ်ပြတဲ့အနေအထားမျိုးတွေဖြစ်သွားတယ်အခုတော့ပြောချင်တာကအာဆင်ဝင်းကအဲ့တုန်းကကစီကိုခဲ့တဲ့ကာလာနဲ့အခုကာလာနဲ့အာဆင်နယ်ကစီနေကြီးဖြစ်သွားပြီ48နာရီအတွင်း9ယောက်ခေါ်နေရတဲ့အကွက်တွေမဟုတ်တော့သူတို့ပလန်နဲ့လုံးဝတီးတီးချာချာသွားနေတဲ့အနေအထားမျိုးတွေဖြစ်တယ်အဲ့တော့ခရောက်အနေနဲ့ကရောဒီလိုမျိုးပန်းနစ်ဘိုင်းရေးအနေနဲ့ကဒါကကျွန်တော်ပန်းနစ်ဘိုင်းရေးဆိုတာဒါကျွန်တော်ပြောတာတော့မဟုတ်ဘူးကဘာကဒီတုံးသက်သူတွေဝေဖန်သူတွေကလည်းအဲ့လိုပန်းနစ်ဘိုင်းရေးလို့တမုတ်ကြတယ်ပေါ့ဗျာဒါပေမဲ့လည်းအာဆင်နယ်အနေနဲ့ကလည်းအဲ့လိုမျိုးပြောထားမျိုးတော့မဟုတ်ဘူးထားပါတော့မမာမှုပြုမယ်ဆိုတော့အရေးတကြီးခေါ်ယူတဲ့အပြောင်းရွှေ့ပေါ့ဗျာအဲ့တော့ဒီ2026-2029ရာသီမှာရောအဲ့လိုမျိုးအပြောင်းရွှေ့မျိုးတွေဖြစ်လာနိုင်မလားဆိုတာလေးကိုကွန်မန့်မှာသုံးသပ်ပေးကြပါအောင်ဖြစ်လာတယ်ကတော့မလွယ်ဘူးဗျာအဲ့လိုမျိုးအနေအထားတွေကခုခေတ်နောက်ပိုင်းတွေမှာတော့မရှိတော့ပါဘူးအဲ့တော့အခုလိုအကြောင်းအရာလေးတွေကိုကျွန်တော်ပုံမှန်လေးတင်ဆက်ပေးသွားပါမယ်အဲ့တော့ like and follow လေးလုပ်ပေးပါ subscribe လေးလုပ်ပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်